ဟာကျွန်တော်တို့ဒီနေ့လေးဒီ action post လေး study လုပ်တာပေါ့နော်။မြင်ရတော့ဒီပုံပေါ့နော်။ဒီပုံကတော့ကျွန်တော်တို့ဒီအောက်ကနေပင့်ကြည့်တဲ့မြင်ပေါ့နော်။အဲဒါကျွန်တော်တို့သတိထားမှာပေါ့။အဲတော့ကျွန်တော်ခိုင်းလို့ပဲဒီ perspective line နဲ့အရင်ချလိုက်မယ်။ဒီဆောင်းပေါ့ဒီပခုံးဆောင်းကျွန်တော်တို့လိုက်ပေါ့နော်။ဒီမှာသူရဲ့ဒီဘလောက်တုံးပေါ့နော်။ဘလောက်တုံးရဲ့အဆောင်းပေါ့နော်။ဘယ်လောက်ဆောင်းလဲဆိုဘယ်လောက်ပေါ့နော်။အဲဒီပြီးမှကျွန်တော်တို့ဒီဘိုင်းနေတက်လိုက်ပေါ့နော်။အဲကျွန်တော်တို့ပြီးတော့မှသူရဲ့ဒီဆုံးပိုင်းကြီးပေါ့နော်အဲဒီပြီးတော့မှကျွန်တော်တို့ adjust လုပ်လို့ရဘူးပြီးတော့မှဒီခေါင်းကိုထွက်လိုက်ပေါ့နော်ခက်လုံးလုံးပေါ့နော်ဒီမှာကျွန်တော်ဒီခေါင်းလေးကအောက်ကပြင်ကြည့်ရဆိုတော့ခုံးမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ figure နည်းနည်းလေးရွှေ့လိုက်မယ်ပြီးတော့ခေါင်းပိုင်းနည်းနည်းလေးတည်လိုက်ဘာလို့လဲဆိုပြင်ကြည့်ရဲ့အချိန်မှာကျွန်တော်တို့ခေါင်းကအရင်မကြည့်တော့ဘူးနော်ပြီးတော့မှကျွန်တော်တို့ဒီခြေထောက်တွေတွေ့လာမှာနော်ခြေထောက်ကြည့်ရတော့သူက overthrow ဖြစ်နေပြီမယ်ကြီးနေပြီမယ်ဒီမှာဒီပိုင်းနော်ဒီမှာပိုင်းနေမယ်ဒီမှာသူရဲ့တင်ပစုံပိုင်းပေါ့နော်ဒါနော်ဒီမှာကျွန်တော်တို့ရဲ့ဒီကနေဒီနိုင်ရဲ့ shape ကိုပုံပေါ်မှာပေါ့နော်နိုင်ကယာယီမဟုတ်ဘူးနော်ကျွန်တော်တို့နိုင်ကသူကဟိုဘဲဥလိုပုံစံမျိုးရှိတာပေါ့နော်ကျုပ်ပေါ့နော်ဘဲဥထက်ဆိုင်ဒီမှာဒါနော်ဒီတိုင်းလာမယ်ပြီးတော့မှကျွန်တော်တို့သူရဲ့ဒီခါပိုင်းကြီးပေါ့နော်ပြီးတော့မှကျွန်တော်သူရဲ့ဒီ shoulder joint နေတာပေါ့နော်ဒီမှာသူရဲ့ဒီလက်မောင်းပေါ့နော်ဒီလက်မောင်းတွေကလည်းကျွန်တော်တို့က cylindrical shape တွေပါဟုတ်ပြီနော်သူရဲ့လက်မောင်းရဲ့ဒီဆောင်းတိုင်းပါမယ်ဒီမှာကျွန်တော်တို့နည်းနည်းလေးဒီလိုလေးပေါ့ဒီအရွယ်လေးပေါ့နော်ဖေးသွားတဲ့ဆိုင်သူယူထားသလိုပဲပေါ့နော်သူနည်းနည်းလေးရွယ်သွားပါနော်ဒီမှာသူရဲ့ဒီလက်တီးပေါ့နော်နော်ဒီမှာကျွန်တော်တို့သူရဲ့ခြားအပိုင်းတွေပေါ့နော်ကြည့်မယ်ဒီမှာသူရဲ့ဒီလက်ပေါ့နော်ဒီမှာပြီးတော့လက်ကိုနည်းနည်းလေးတည်လိုက်မယ်ဒီမှာသူရဲ့ရင်သားတွေလာတာပေါ့နော်ရင်သားတွေသူရဲ့ဒီ time wrap လုပ်သွားမှာပေါ့နော်ဒီမှာဒီဘက်ကလည်းဒီတိုင်းပါဘူးနော်ရမ်းသိပြီးတော့မထင်ဘူးနော်
ပြီးတော့မှကျွန်တော်တို့တခြားလိုတဲ့အပိုင်းတွေထပ်ပြီးတော့ဒီတော့ခဏနော်ဒီတိုင်းသွားမယ်ဒီတော့ကျွန်တော်ဒီပိုင်းနေနော်ဒါနော်ဒီမှာဒီတော့လာနော်အဲကျွန်တော်နောက်လေယာခေါ်လိုက်မယ်နောက်လေယာမှာနည်းနည်းဟိုဒီတေးကြလေးဖြည့်အောင်နော်ဒီ preset နည်းနည်းပြောင်းလိုက်မယ်နော်အဲကျွန်တော်တို့ဒီမှာကြာတယ်ဒီတခြားအပိုင်းတွေပေါ့နော်ဒီမှာပါမဲ့ detail တွေပေါ့ဒါကျန်ကျွန်တော်ဒီမှာဒီကနေပြန်လိုက်တာပေါ့နော် level လေးနည်းနည်းရှည်ဖို့လိုပါဘူးကျွန်တော်ဒီကနေပခုံးလာမယ်ဒီထဲဝင်ပါမယ်အဲနော်ကျွန်တော်တို့ဒီပိုင်းနေပါနော်ပိုင်းလာမယ်ဒီမှာဒီလက်မောင်းကြွစားစာလာပေါ့နော်ဒီမှာကျွန်တော်တို့ဒီပိုင်းလာမယ်ဒီမှာဒီနောက်ကပိုင်းဒီမှာကျွန်တော်ဒီပေါင်းလာမယ်ညှက်ထားတဲ့သဘောပေါ့နော်ဒီမှာကျွန်တော်ဒီပေါင်းလာမယ်ပေါင်းတော့မယ်ဒီမှာဒီပိုင်းတော့မယ်ဟုတ်နော်ဒီမှာကျွန်တော်တို့တခြားပိုင်းတွေပြန်လာမယ်ဒီရင်သားတိုင်းတွေသွားပါဘူးအဲ့မသွားရင်ကျွန်တော်လက်တွေပဲအရင်ပြီးအောင်ဆွဲမယ်ဟုတ်နော်ဒီမှာကျွန်တော်ဒီပိုင်းလာမယ်ခဏကိုနောက်တစ်ယောက်နဲ့ဆွဲလိုက်မယ်ဒီမှာကျွန်တော်ဒီမှာတိုင်းလာမယ်ဒီမှာဒီရင်အုပ်ကြည့်လာမယ်ဒီအုပ်မှုပေါ့နန်ပေါ့နော်ဒီမှာဒီပိုင်းဒီပိုင်းလာမယ်ဒီမှာကျွန်တော်ဒီပိုင်းနော်ဒီမှာဒီပါမယ်ပိုင်းလာမယ်
ဒီမှာဒီတိုင်းပါပါလေးပါမယ်။ဒါဆိုကျွန်တော်ဒီပိုင်းလေးလာလေဒါအခုံပေါ့နော်ဒီမှာကျွန်တော်တို့ဒီမြေလိုပိုင်းနော်ဒီမှာပိုင်းနေလာမယ်ဒီမှာပိုင်းနေလာမယ်ဆိုတော့မျက်နှာကြီးတစ်ခုလုံးမဲထားတော့ဒီတေးတော့တခြားမမြင်ရဘူးနော်ကျွန်တော်ထင်တယ်ဒီမှာနှာခေါင်းပါတယ်နော်ဒီတိုင်းပေါ့ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ဒီ outline တွေရော sketch တွေရောပြီးပေါ့နော်အဲ့ဒါကိုရှင်းပြန်လိုက်ဖို့ပဲကျန်တော့အဲ့ဒီတိုင်းပဲဆွဲပါပေါ့နော်ဖြည်းဖြည်းချင်းအဲ့ဆိုရင်ကျွန်တော်တို့ပုံပြခြင်းနဲ့ပုံရောက်ပါဘူးနော်အဲ့ဒီမှာကျွန်တော်ပြန်ပြီးတော့ဒီခိုက်တော့မယ်ပြီးတော့မှကျွန်တော်ဒီပိုင်းလေးရမယ်ဒီတိုင်းပါမယ်ပြီးတော့မှဒီတိုင်းပြန်လာမယ်ပြီးတော့မှကျွန်တော်ဒီတင်ပါလာမယ်ပြီးတော့မှဒီတိုင်းပါမယ်ပြီးတော့မှဒီပိုင်းပေါ့နော်ပြီးတော့မှကျွန်တော်ဒီပိုင်းကျွန်တော် drawing ရေးလို့ရှိရင်အနည်းဆုံးဒီကင်မရာလှူရှားမှုတွေကိုမလိုရင်မသုံးဘူးပေါ့နော် zoom in zoom out တို့ပါသူပြင်ဒီလိုမျိုး sketch ပုံတွေမှာပိုသတိထားတာပေါ့နော်ဟိုဒီတေးဆွဲရပြီဆိုရင်တော့သုံးရမှာပေါ့နော်ဒါဒီတေးမဆွဲဘူးသူ over sketch တွေထုတ်ရင်ဒီကင်မရာမလိုပဲသွားကစားနေတာကိုယ့်ရဲ့ပုံမှာပုံပြီးတော့ပေါ့နော်ဆက်ပြတ်တာပေါ့နော်ဟောလေကျွန်တော်တနေရာ focus ဖြစ်သွားတဲ့အတွက်တနေရာ miss ဖြစ်သွားပေါ့နော်အဲ့ခါကျရင်ကျွန်တော်ကအကုန်လုံးလေး zoom ပြန်ခြုံတော့လွယ်ချော်နေရရထွက်လာတတ်တာပေါ့နော်အဲ့ဒါကြောင့်တက်နိုင်ဆုံးဟိုဒီကင်မရာအတည်ထားပြီးတော့ဆွဲလူတော့မှ zoom in zoom out ကိုလုပ်ပေါ့နော်လုပ်တဲ့အခါမှာလည်းဟိုလိုသလောက်ပဲလုပ်ပေါ့နော်အဲ့ဒါဒီကွန်ပျူတာနဲ့ပုံဆွဲတာဒီထားတဲ့အချက်ပေါ့နော်ပြီးတော့မှကျွန်တော်ဒီရဲ့ဒီပိုင်းနိုင်သွားမယ်ပြီးတော့မှဒီတိုင်းနော်ပြီးတော့မှဒီတိုင်းထားမယ်ပြီးတော့မှဒီပိုင်းနာမယ်
မှတွေ့ဒီနှာခေါင်းလာနော်ဒါမှနော်ဒီမှဒီတိုင်းကြီးချေတယ်မယ်ရိုက်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ drawing ရပါပြီပေါ့နော်ဒီတိုင်းပဲပေါ့နော်ကိုလိုတဲ့အပိုင်းလေးဖြည်းဖြည်းချင်းဆွဲပါပေါ့နော်ဒါဆိုအဆင်ပြေပါလိမ့်မယ်